မင်္ဂလာပါစိတ်အိမ်လေးမှကြိုဆိုပါရယ်ဒီ podcast ကစိတ်ပင်ပန်းတဲ့နေ့တွေမှာကိုနားလည်ပေးဖို့တိတ်ကလေးပြောပြတဲ့အသံတစ်ခုပါကိုနည်းနည်းလေးပဲနားလည်ပေးနိုင်ရင်လုံလောက်ပါတယ်အခုစိတ်ကိုနားထောင်ရအောင်ငယ်စဉ်ကတည်းကကျမတို့ဟာအမြဲတမ်းတယောက်ယောက်နောက်လိုက်နေခဲ့ကြတယ်မိဘမောင်နှမမိသားစုကျောင်းရောက်ရင်တငယ်ချင်းအလုပ်ထဲရောက်ရင်လုပ်ဖော်ကိုင်ဘက်သူတို့သွားရင်ကိုသွားသူတို့လုပ်ရင်ကိုလိုက်လုပ်အဲ့ဒီအချိန်မှာငါပါလို့ခြင်းလဲဆိုတာကိုတကယ်မေးဘူးကြသလားလူတချို့ကကိုမသိသေးခင်သူများတွေနောက်ကိုလိုက်နေရင်းနဲ့ပဲကြီးပြင်းလာတတ်တယ်မလိုက်ရင်ခြံထားခံရမလားမလိုက်ရင်အထီးကျန်သွားမလားငါမကူညီရင်သူစိတ်ဆိုးသွားမလားဆိုပြီးကြောက်တတ်တယ်ဒါကြောင့်မလုပ်ချင်တဲ့အရာတွေကိုလုပ်မိတတ်တယ်မသွားချင်တဲ့နေရာတွေကိုသွားမိတတ်တယ်မပြောချင်တဲ့ yes တွေကိုပြောမိတတ်သွားတယ်အဆင်မပြေတဲ့အခါဒါမှမဟုတ်သစ္စာဖောက်ခံရတဲ့အခါအဲ့ဒီလိုအချိန်တွေမှာတော့ကွဲကွာသွားတတ်တယ်အဲ့ဒီနောက်မှပဲကိုယ်စိတ်နာကျင်ခံစားရပြီးကိုစတင်ဂရုစိုက်တတ်လာတယ်ငါဘာကြောင့်အမြဲ yes လို့ပြောနေရတာလဲငါဘာကြောင့်တခြားသူတွေကိုပဲဦးစားပေးနေရတာလဲဆိုပြီးမေးလာတတ်တယ်အဲ့ဒီအချိန်မှာပဲကိုယ်ပိုင်နယ်နိမိတ်ဆိုတာတဖြည်းဖြည်းပေါ်လာတတ်ပါတယ်boundary ဆိုတာတယောက်နဲ့တယောက်ကြားစီးခြားထားတာမဟုတ်ပါဘူး boundary ဆိုတာကိုနားလည်ခြင်းပဲကိုယ်စိတ်နဲ့ကိုယ်ခန္ဓာကိုယ်ကိုကာကွယ်ခြင်းပဲဘယ်အချိန်မှာ yes လို့ပြောမလဲဘယ်အချိန်မှာ no လို့ပြောမလဲရှင်းရှင်းလင်းလင်းသိလာခြင်းပါပဲမိသားစုဖြစ်စေတငယ်ချင်းဖြစ်စေမိတ်ဆွေဖြစ်စေလုပ်ဖော်ကိုင်ဘက်ဖြစ်စေ boundary ထားတာအဖြစ်မဟုတ်ပါဘူးအမျိုးသမီးတွေကိုသဘောကောင်းရမယ်လူတိုင်းနဲ့အဆင်ပြေပေါင်းသင်းတတ်ရမယ်လို့သင်ကြားထားတတ်တယ်အထူးသဖြင့်မြန်မာလူမျိုးတွေအနေနဲ့အားနာတတ်ကြတယ်အားနာလို့ဆိုပြီးမလုပ်ချင်တဲ့အရာတွေလုပ်ပေးရတတ်တယ်မလိုအပ်တဲ့တာဝန်တွေထမ်းနေရတတ်တယ်တစ်ဖက်လူကအားမနာတတ်တဲ့သူအတင်းရယူလိုတတ်တဲ့သူဖြစ်လာတဲ့အခါကိုပဲပင်ပန်းရတတ်တယ်ကိုပဲအမျက်ထုတ်ယူခံရတတ်တယ်နယ်နိမိတ်ထားခြင်းဆိုတာကိုယ်စိတ်အိမ်လေးကိုတကားပိတ်ထားလိုက်တာမဟုတ်ပါဘူးတကားကိုဘသူဝင်သင့်မဝင်သင့်ကိုယ်တိုင်ရွေးချယ်လိုက်တာပါပဲလူတော်တော်များများကနိုးလို့ညင်းလိုက်ရမှာကိုအားနာတတ်ကြတယ်အပြစ်ရှိသလိုခံစားရတတ်တယ်ဒါပေမဲ့ yes လို့ပြောပြီးနောက်ဆုံးမလုပ်ပေးနိုင်ဘူးဖြစ်သွားတာထက်အစတည်းကရိုးသားသား no လို့ပြောလိုက်တာပိုကောင်းပါတယ်ဒါဟာလဲတခြားသူကိုလေးစားခြင်းပါပဲဘာကြောင့်လဲဆိုတော့အလွန်အကျွံမျှော်လင့်ချက်တွေမတော်တဆဖန်တီးမိခြင်းကိုတားဆီးပေးနိုင်လို့ပါပဲboundary ထားခြင်းဟာအခုချိန်မှာခက်ခဲနိုင်တယ်ဒါပေမဲ့ရေရှည်မှာကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုကာကွယ်ပေးတယ်အတင်းအကျပ်တာဝန်ခံနေရခြင်းကနေလွတ်မြောက်စေတယ်
ကိုဦးစားပေးခြင်းဟာတပားလူကိုပယ်ချတာမဟုတ်ပါဘူးဒါဟာကိုယ့်အချိန်ကိုယ့်စိတ်အင်အားကိုလေးစားပေးခြင်းပါပဲဒီကနေ့ကစပြီးအနည်းဆုံးတစ်ခုလောက်ပဲဖြစ်ဖြစ်ကိုယ့်အတွင်းစိတ်ကိုနားထောင်ကြည့်ပါ yes လို့ပြောမလား no လို့ပြောမလားခဏရပ်ပြီးစဉ်းစားကြည့်ပါနယ်နိမိတ်ထားခြင်းဟာအတ္တမဟုတ်ဘူးတကူကောင်းဆန္ဒမဟုတ်ဘူး it is self-respect it is self-protection it is self-love နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီကနေ့မင်းမလုံးနိုင်ခဲ့တာတွေထက်မင်းဆက်ရှင်သန်နေနိုင်ခဲ့တာကိုအရေးထားပေးပါမင်းကလူသားတစ်ယောက်ဖြစ်နေလို့ပင်ပန်းတာပါဒီနေရာမှာမင်းလုံလောက်ပါတယ်ကိုခဏလေးနားပေးလိုက်ပါစိတ်အိမ်လေးကမင်းပြန်လာနားခုနိုင်တဲ့နေရာပါနောက်တစ်ခါထပ်တွေ့ကြမယ်နော်ตาရတဲ့နေ့လေးဖြစ်ပါစေ